မင်္ဂလာပါမာယုတ်တန်သတင်းစီစဉ်အားနေကြိုးဆိုပါရစေဒီကနေ့ဩဂတ်စ်လ2ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာတော့ထိုင်းနိုင်ငံကနာရေးခမ်းနားတစ်ခုကိုအနက်သမားတအူဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်လူတအူသေဆုံးခဲ့ရတဲ့သတင်းလောင်လုံးမှာပို့ဆောင်ရေးဒူးဝင်ကြီးရဲ့သားဖြစ်တဲ့ဒူးကောက်ခုံမှုတအူကိုတော်လိုင်းဖွဲ့တွေကဖမ်းဆီးရမိခဲ့တဲ့သတင်းမြဝတီမြို့နယ်တိုက်ပွဲတွေထဲမှာခမရ99ခွန်အားအဖွဲ့ဝင်3 KNL စီမှာအလဲဝင်ရောက်လာခဲ့တဲ့သတင်းအပြင်ထိုင်းနိုင်ငံထဲကိုတရမဝင်လန်းအောင်ဝင်ရောက်လာခဲ့တဲ့မြန်မာနိုင်ငံသား33ယောက်ကိုထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါခုပထမဆုံးတင်ဆက်ပေးမှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ကာပီခရိုင်မှာရှိတဲ့ဘွမ်ထုံလန်းဖုံးတော်ကြီးကျောင်းမှာပြုလုပ်နေတဲ့နာရီခမ်းနားကိုအနက်သမားတအူကဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသားတအူသေဆုံးခဲ့ပြီးလူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းရတာပိုင်တွေကဆိုပါတယ်။အဲဒီပစ်ခတ်မှုဖြစ်စဉ်ဟာဩဂတ်စ်လ1ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ရဲတပ်ဖွဲ့ကတော့အနက်သမားနာရီခမ်းနားကိုရည်ရွယ်တိုက်ခိုက်တာမဟုတ်ဘဲအခမ်းအနားတက်ရောက်လာသူတွေကြားရှိခဲ့တဲ့ပုံကိုယ်ရဲ့အညိုအတေးတွေကြောင့်ဝေရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်းယူဆထားပါတယ်။အနက်သမားကတော့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်အခင်းဖြစ်နေရာကနေထွက်ပြေးလွတ်မြောက်နေတယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမှာတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာကျန်းဖတ်စစ်တပ်ထိန်းချုပ်ခံအဝယ်မြို့နယ်အကောက်ခုံဦးစီးဌာနကဒူးကောက်ခုံမှုဖြစ်တဲ့ဖြိုးဆန်ကိုဌာနတွင်သတင်းပေးချက်အရလက်ရဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း PDF တနင်္သာရီတိုင်းစစ်ဌာနနီးပြူဟာ33ဟာဩဂတ်စ်လ1ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဖမ်းဆီးရမိတဲ့ဒူးကောက်ခုံမှုဖြိုးဆန်ဟာအသွင်ပြောင်းစေအုပ်စုရဲ့ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်မြိုင်ရဲ့တားဖြစ်တယ်လို့လည်းဗျူဟာ33ဗျူဟာမှုစောထားကိုကသူရဲ့လူမှုကွန်ရက်အကောင့်ကနေအသိပေးပြောဆိုထားပါတယ်။ဒီကနေ့ဇွန်လ10ရက်နေ့ကလောင်းလုံးမြို့နယ်မောင်မကန်ကမ်းခြေအနီးမှာနေမြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကဖြိုးဆန်ကိုဌာနတွင်းရှောင်းနှကင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ဖလူးဒေသတိုက်ပွဲတွေအတွင်းဟာစက်ကောင်စီတပ်ဖွဲ့ဝင်3ဦးဟာ KNL တရင်နေစီကိုအလင်းဝင်ရောက်လာခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဩဂတ်စ်လ1ရက်နေ့မှာကျန်းဖတ်စစ်တပ်စကက73လက်အောက်ခံခမရ99ခွန်တရင်ကအဖွဲ့ဝင်တအူဟာအနက်ခရမ်းတွေကိုပါတပါးတည်းယူဆောင်လာခဲ့ပြီး KNL တရင်20ခွန်စီကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာလည်းပဲစကက73လက်အောက်ခံခမရ99ခွန်ဟာတပ်ဖွဲ့ဝင်2ဦးဟာအနက်ခရမ်းအမြောက်အများယူဆောင်လာပြီး KNL တရင်20ခွန်စီကိုအလင်းဝင်ရောက်လာခဲ့သေးတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့ဘက်ကနေထိုင်းနိုင်ငံမဲဆောက်မြို့နယ်တဲကိုနယ်စပ်ဖြတ်ကျော်ပြီးတရမဝင်ရောက်လာခဲ့တဲ့ကလေးငယ်2ဦးအပါအဝင်မြန်မာနိုင်ငံသား33ယောက်ကိုထိုင်းစစ်တပ်ရဲ့အထူးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဇူလိုင်လ31ရက်နေ့ည8:00နာရီအချိန်မှာမဲဆောက်မြို့နယ်မဲတောင်းကြီးပါအုပ်စုဒွန်ချိုင်ကြီးပါအမတ်6ရပ်ကွက်ထဲမှာကင်းလှည့်နေတဲ့အချိန်အသင်္ကာပွဲလူတစုကိုတွေ့ရှိခဲ့တာကြောင့်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုထားကြပါတယ်။ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား33ဦးထဲမှာအမျိုးသား14ဦးအမျိုးသမီး18ဦးနဲ့ကလေးငယ်2ဦးတို့ပါဝင်တယ်လို့လည်းဆိုပါတယ်။ဩဂတ်စ်လ2ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးပဲတင်ရှိပါတယ်။မောင်ဝဲရုပ်သံသတင်းအစီအစဉ်တွေကိုနေ့လယ်1နာရီနဲ့ည9နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။